ကျွန်တော်ဒီနေ့တော့အိမ်နာကုံတိုင်းတစ်ခုဖြစ်တဲ့မိုင်းကိုတွားလဲမှာဖြစ်ပါတယ်ကျွန်တော်လည်းအတူလိုက်ခဲ့ကြပါအောင်ခင်ဗျဒီသမိုင်းကုံတိုင်းမှာတစ်ခုမိုက်တာအထဲမှာလှေစီးလို့ရတယ်ဒီနိုင်ငံမှာဘယ်နေရာကြီးကြီးတစ်ပင်နေရလဲစိမ့်စိမ့်လန်းလန်းနဲ့မီးရထားလန်းနေရလဲကောင်းကင်ဘုံမှာရေဆောက်ထားဆိုကြည်ရတော်တော်ကိုလှတယ်တိုက်အမြင့်ကြီးတွေကပေါ်တယ်လို့တစ်ပင်ကြီးတွေကလည်းဘေးနားတစ်ဖက်တစ်ချက်မှာစိမ့်စိမ့်လန်းလန်းနဲ့ဆိုကြည်ရတာအေးချမ်းတယ်လို့ခံစားရတယ်ကဲအခုအရှိမဆိုရင်ကျွန်တော်တွားမဲ့သမိုင်းကုံတိုင်းကိုရောက်ပါပြီသူတို့ရဲ့ကုံတိုက်ကစောက်ထားတော်မိုက်တယ်ဘေးနားရေကန်ကြီးကိုမှသူတို့ရဲ့ကုံတိုက်အတွင်းထဲမှာချောင်းပုံစံအသေးလေးနဲ့စစ်ထားတာအထဲမှာလှေတွေလည်းစီးလို့ရတယ်ငါးတွေလည်းရှိတယ်ဆိုတော့ငါးတွေကိုလည်းအစာကျွေးလို့ရတယ်လှေတွေလည်းအပျော်ပတ်စီးလို့ရတယ်ဒီတူးမြောင်းရဲ့ဘေးမှာကျတော့မုံဆိုင်တွေအစုံရှိပါတယ်ဂျပန်စားတောက်ဆိုင်တို့ကိုရီးယားစားတောက်ဆိုင်တို့အဲ့လိုဆိုင်သေးလေးအများကြီးဖွင့်ထားတယ်အောက်မှာကလေးလေးတွေကငါးတွေကိုပါမုံနေကျွေးနေကြတယ်ဒီထဲမှာရွှေငါးတွေရောရှိတယ်ကုံတိုက်ထဲကရဟတ်အသေးစားလေးချစ်စရာကောင်းလို့ရိုက်လာခဲ့တယ်ဒီလျှောက်လန်းလေးပေါ်ကနေဆင်းသွားမယ်ဆိုဟိုဘက်မှာညဈေးလိုမျိုးဈေးဆိုင်လေးတွေရှိတယ်ဒီဘက်မှာလမ်းဒီမှာလမ်းဒီမှာတော်တော်ကိုလာတယ်သူတို့ဒီဇိုင်းခက်တိုက်ကူးတဲ့ရှောက်လေးရတော့တော်လာဒီလမ်းမပေါ်ကနေဆင်းပြီးအခုမြင်နေရတဲ့အဲ့ညဈေးရှိတဲ့ဘက်ကိုသွားမှာပါအခုမြင်နေရတဲ့မီးအောင်စုံနေနဲ့ဥမင်ကိုဖြတ်ပြီးတော့ကျွန်တော်ခုနပြတဲ့ညဈေးဘက်ကိုရောက်ပါပြီညဈေးဘက်ကိုသွားတဲ့ဗီဒီယိုကကျွန်တော်ရိုက်ခဲ့တယ်လို့ထင်ပေမဲ့မရိုက်ခဲ့မိပါဘူးအဲ့ဒါကြောင့်ကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲဘိုင်ဘိုင်